ဒါမနေ့ဖန်အတွက်တော့ဝတ်သားကြော်လေးပါရှင်ဒီဝတ်သားကအရင်ကောင်းပါတယ်စားလို့အရင်ကောင်းတယ်မနေ့ဖန်ကျမတို့ရဲ့ဟိုဒါရှင်ပြထမ်းမြောက်ရနေ့မှာဒီဝတ်သားနဲ့ကောင်းမြင်လေးကျွေးပါတယ်ရှင်ဒီမှာအရင်စားကောင်းတယ်လက်စားကြတယ်ဟာပါလေ နန္ဒပင်အမြင့်ကြက်သွန်ဖြူ ပါတယ် ပြီးတော့ ပြီးတော့ပါလေပြီးတော့စားချင်ပါ ဒီလိုဆိုတော့ငါ โอ้ငါမ ပေးနော် ရ အများကြီး ခက်ခဲမနော် ဒါကကျမတို့ဒီမှာဝတ်သားလှီးထားတဲ့ဝတ်သားကိုဒီထည့်လိုက်ပြီဒီထည့်ပြီးတော့ဒါလေးကိုကျမတို့ တော့ဆောင်းရလေးတာကျွန်တော်ကြားလို့ပြမှာသွားလိုက်ဟောလိုက် ကောင်းထည့်ပြီးနေလိုက်ငါညီမထည့်ဆရာမဆမမကထည့်လိုက်ကျမနေလိုက်မယ် အေးပြန်ခင် အေးဒီကောင်အဲ့လိုတူ ဒါမနေ့ဖန်အတွက်တော့